တာယာနေတဲ့နေ့လေတနေ့မှာတော့ဆာကူရာနန်းတော်ကြီးထဲမှာပျော်စရာဖြစ်ရတစ်ခုဖြစ်ခဲ့ပါတယ်။ဘယင်ကြီးလီယိုနဲ့ဘယင်မကြီးမာရီယာတို့သမီးတစ်ယောက်မွေးဖွားခဲ့ကြပါတယ်။ Wow ငါတို့သမီးလေးကချစ်စရာလေးပဲနော်ဟုတ်တယ်အဲ့ဒါကိုနဲ့သူလို့ပဲဖြစ်မှာပေါ့ဟာသူတို့တွေလည်းအရန်ကိုပျော်ရွှင်နေကြပါတယ်ဒီလိုနဲ့ညဘက်ရောက်တဲ့အခါမှာတော့အားလုံးလည်းအိတ်ဆက်အနားယူနေကြပါတယ်ဘယင်ကြီးနဲ့ဘယင်မကြီးတို့လည်းအိပ်ပျော်သွားကြပါပြီသူတို့ဘေးမှာကလေးလေးရဖန်ဆိုင်လေးလည်းအိပ်နေပါတော့တယ်ဒီအဖြစ်အပျက်ကိုတော့စအုံးမကြီးတယောက်ဟာချောင်းနေပါတယ်ပြီးတော့ဆုံးမကြီးဟာကလေးလေးအနားရောက်လာပြီးကလေးလေးကိုခိုးယူသွားခဲ့ပါတော့တယ်နောက်တနေ့မနေ့ရောက်တဲ့အခါမှာတော့ရပန်ဆယ်လေးပျောက်သွားတာကိုဘယင်ကြီးနဲ့ဘယင်မကြီးသိပြီးအရန်ကိုစိတ်မကောင်းဖြစ်နေပါတယ်အခုချက်ချင်းငါတမျိုးရှာစေအဆောက်သုံးယောက်ဟာပုတ်ဆိုးပတ်ဆက်လူပြီးပြေးနေကြပါတယ်သူတို့လည်းအရန်ကိုဝမ်းနေနေကြပါတယ်ရပန်ဆယ်လေးကိုတော့လုံးဝထွက်လို့မရတဲ့ရဲတိုက်ကြီးတစ်ခုမှာစုံမကြီးကပိတ်ထားပါတယ်သူ့ရွှေစပင်းနေမှာမော့အဆွဲနေရှိရဲ့ဟာအဲ့ဒါကြီးအကုန်လုံးငါအတွက်ပဲတနာစရာရဖန်ဆယ်လေးမှာဘာမှမသိရှာပါဘူးသူ့ကိုငါပိုင်မလဲဒါကငါရဲ့သမီးပဲလေအရှင်မင်းကြီးမင်းသမီးလေးကိုဘလို့မှရှာလို့မတွေ့ပါဘူးကျွန်တော်တို့လည်းအသက်အမှန်ဆုံးရှာပါသေးရဲ့မင်းကြီးနန်းတော်ထဲမှာတော့မင်းသမီးလေးကိုရှာနေကြပါတယ်အားလုံးလည်းအရန်ဝမ်းနေပြီးဘယင်မကြီးနဲ့ဘယင်ကြီးကလည်းစိတ်မကောင်းဖြစ်နေပါတယ်ဒီလိုနဲ့ပဲ18နှစ်အကြာမှာရဖန်ဆယ်လေးဟာအရန်ကိုလှပပြီးရှည်လျားတဲ့ရွှေရောင်စပင်လေးတွေကိုပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်သူလည်းအရွယ်ရောက်သွားပါပြီသမီးရဖန်ဆယ်အမေလာပြီနော်စပင်လေးတွေပြချပါဦးဟုတ်ကဲ့အမေဒီလိုနဲ့ရှည်လျားပြီးလှပတဲ့ရွှေရောင်စပင်လေးတွေကိုရပန်ဆယ်လေးဟာမြေကြီးနဲ့ထိအောင်လို့ပြစ်ချပေးလိုက်ပါတော့တယ်ဒီလိုနဲ့စုံမကြီးလည်းရွှေစပင်ပေါ်ကိုတက်လာလိုက်ကြပါတော့တယ်။အိုးသမီးစပင်လေးကအရန်ကိုလာတာပဲပြီးတော့အဲ့ဒါနူးလဲနူးညံ့နေအမေသမီးကိုလေအပင်ထုတ်ခွေပြုပါလားရဲ့သမီးအပင်သွားခြင်းနဲ့ပြီးတော့လေပန်းညံလေးလည်းသွားခြင်းနဲ့အဲ့ဒါအရန်လာတယ်သမီးအပြစ်မသွားရဘူးအပြစ်လောကရဲ့အရန်ရက်ဆက်တဲ့သမီးအိမ်မှာပဲနားနေပါဟုတ်ကဲ့မေသမီးနားလဲပါပြီမင်းသားလေးဂျိမ်းစ်ဟာတော့ပူဆူပတ်ဆက်ကိုပြေးလာပါတယ်ပြီးတော့သူ့အဆောင်နေနဲ့ကွဲဝါးကြီးဖြစ်တဲ့အတွက်ကြောင့်သူလည်းကွင်းမြင်တစ်ခုနာရောက်လာပါတယ်အဲ့ဒါကတော့ရဖန်ဆယ်ရဲ့ရဲတိုက်ကြီးရှိတဲ့နေရာပါပဲသူလည်းရဲတိုက်ကြီးကိုကြီးလိုက်ပြီးအိုးဒီမှာဘသူများနေကြရလဲမသိဘူးဒီနားမှာလေကားလည်းမရှိပါလားဘယ်လိုတက်လဲငါစောင့်ကြည့်မှပဲဖြစ်မယ်သမီးရဖန်ဆယ်အမေလာပြီနော်အမေကိုစပင်းလေးပြချပေးပါဦးပြီးတော့စုံမကြီးဟာရွှေစပင်ပေါ်တက်သွားတာကြည့်ပြီးမင်းသားဂျိမ်းစ်လည်းအကျင့်တစ်ခုရသွားပါတယ်ညနေပိုင်းမှာတော့စုံမကြီးဟာဈေးသွားဖို့အတွက်ဈေးထုတ်ယူပြီးဈေးကိုလာနေပါတယ်စုံမကြီးဟာညအထိအိမ်ကိုပြန်မရောက်သေးပါဘူးဟာအမေပြန်မလာသေးဘူးလားမသိဘူးဟာစိတ်ညစ်လိုက်တာဟာပြင်းစရာကြီးသမီးရန်ဖဲစားအမေလာပြီနော်စပီးလေးတွေပြချပေးပါဦးဟာအမေသမီးလာပါပြီဒီလိုနဲ့ရဖန်ဆယ်လည်းရွှေစပင်လေးတွေကိုပြချလိုက်ပါတော့တယ်ဒီလိုနဲ့ပဲမင်းသားဂျိမ်းစ်လည်းအဲ့ဒီရွှေစပင်ပေါ်တက်သွားပါတော့တယ်မင်းသားဂျိမ်းစ်ကိုမြင်ပြီးရဖန်ဆယ်လည်းအရန်လန့်ပြီးဒေပြားနဲ့ကျုံးပါတော့တယ်ဒီလိုနဲ့မင်းသားလည်းလဲကျသွားပါတော့တယ်သူဟာအိပ်ပျော်သွားပါတော့တယ်သူလည်းအိပ်ပျော်ရာကနေနိုးလာတဲ့အခါမှာတော့
နေကငါ့ကိုဘာရံမှုမှုရောက်လာတာလဲနေဘာလို့ငါ့ရှိရောက်လာလဲ ကျွန်တော်ဘာမှမလုပ်ပါဘူးကျွန်တော်ဒီထဲမှာဘယ်သူရှိလဲလာကြည့်ရပါပြီးတော့ကျွန်တော်က နေရဲ့အကွက်တွေငါတီးပြီးတော့နော်နေအယူခွက်လာမလဲနဲ့ ကျွန်တော်တကယ်ပြောတာပါကျွန်တော်မလိမ်တတ်ပါဘူးခင်ဗျာကျွန်တော်ကမင်းနာဂျိမ်းစ်ပါကျွန်တော်အဆောင်နေနဲ့꿰ခဲ့လို့ဒီကိုရောက်ကြီးလာတာပါကျွန်တော်မလိမ်တတ်ပါဘူးကျွန်တော်ကိုယုံကြည်ပါနော် အော်ဟုတ်ပြီလေသမီးရဖန်စံအမေလာပြီးနော်စပင်းလေးပြချလိုက်ပါဦးနေအခုချက်ချင်းတော့ပေါင်းနေစမ်းအမေလိုက်နေကိုတက်လိုက်မယ်ငါ့ကိုလည်းတက်လိုက်မယ် ဒါမဲ့ငါဘာမှတော့ပုံရမှာလဲ နေအတန်လုံးဝမထွက်နဲ့ကြားလားအဲ့မှာပဲနေသမီးဘာလို့စပင်းချားတာနောက်ကျနေရလဲဘာလောက်နေရလဲအော်သမီးလားသမီးဘာမှမလုပ်ပါဘူးအမေပြောနည်းနည်းနားကြမလို့ပါအော်ဒါနဲ့အမေဘာလို့နောက်ကျသွားလဲဟင်မမနေနဲ့စကားပြဖို့အချိန်မရှိဘူးအရေးကြီးကိစ္စတစ်ခုရှိလို့တွားအောင်မယ်အော်ဟာသမီးနားလဲပါမေစုံမကြီးလည်းအပြင်ကိုပြန်ထွက်သွားပါတော့တယ်ကဲနေလာလို့ရပြီငါမေထွက်သွားပြီနေအခုချက်ချင်းထွက်လာခဲ့လိုက်တော့ ဒါနဲ့နင်းမေကနေကိုဘာလို့အပြင်ပေးမထွက်ရတာလဲ အပြင်လောကရဲ့ရက်ဆက်တယ်လို့ငါမေကအမြဲပြောတယ် နင်းမေပြောတာနေဘာလို့ရှုံရတာလဲနင်းမေကနေကိုရှောက်ပြောနေတာတကယ်တမ်းတော့အပြင်လောကကြီးကအရန်လာတယ်နင်ငါနဲ့အပြင်လိုက်မလား တကယ်ပြောရလားငါအပြင်လာမှာပေါ့နော် ကဲဒီမှာတော့ကစားစရာတွေအများကြီးရှိတယ် ဒီလိုနဲ့ပဲသူတို့နှစ်ယောက်လဲမြင်းတွေကိုတက်စီးလိုက်ဘဲကလေးတွေကိုစီးလိုက်မဲ့ပြက်ပြက်ရွှွှွှွနဲ့ဟိုအဒီယာစီးကြပါတော့တယ်ဒီလိုနဲ့သူတို့လဲပန်းချံမှာအရန်ကိုပျော်နေကြပါတယ်အိုးဒီအားဘယ်သူများလဲမင်းသမီးလေးဟာတော့ပျောက်ဆုံးနေတော့မင်းသမီးလို့ကတ်ထားတဲ့နေရန်ကိုတွေ့လိုက်ရပါတယ် အော်ဒီရလားအဲ့ဒါမင်းသမီးလေးပျောက်ဆုံးနေတာကိုဒီမှာကတ်ထားတာလေမင်းသမီးလေးတယောက်အရင်တော့ပျောက်ဆုံးခဲ့တယ်အော်ဟုတ်လားငါလည်းအသေးချာတော့မသိပါဘူးဒါပေမဲ့ကြားဘူးတာပဲ ဒီလိုနဲ့သူတို့နှစ်ယောက်လဲအိမ်ကိုပြန်လာကြပါတော့တယ်ဒီလိုနဲ့စုံမယူမြင်လိုက်ရပါတယ်အမေတမီးကိုခွင့်လို့ပါနော်တမီးဘာမှ ငါနဲ့ဘာမှခွင့်မလုပ်ဘူးနေအခုချက်ချင်းအပြင်ထွက်သွားစရာငါအိမ်မှာလည်းနေဖို့မကြိုးစားနဲ့ အမေတမီးကိုအဲ့လိုမလုပ်ပါနဲ့တမီးတောင်းမမာရဲ့တမီးပန်းချံလေးပဲသွားတာပါမေရဲ့နေအောင်နောက်ကိုငါချက်စားမယ်ဟဲ့ကောင်မင်းလားအမေအဲ့လိုမလုပ်ပါနဲ့အမေ ခမရဘာလို့သူ့ကိုအဲ့လိုအနိုင်ကျင့်ရတာလဲဘာလို့သူ့ကိုအိမ်မှာပဲမြဲနေကြရတာလဲ ဘာလို့လဲဆိုတော့သူ့မှာမောင်ဆန်ရှိတဲ့ရွှေရောင်စပင်းလေးရှိရလေအဲ့ဒီဟာငါ့ကိုနူးပြိုစီရင်အမှန်ကြတော့ပြောင်းဆုံးနေတဲ့မင်းသမီးဆိုတော့သူပဲလေငါဘယ်ရင်ကြီးရှိရခိုးယူခဲ့တာဒီလိုနဲ့စုံမကြီးလဲမင်းနာကိုဓာတ်နဲ့ဖြတ်ဖို့လုပ်တဲ့အချိန်မှာမင်းနာကလည်းလက်နဲ့ကင်လိုက်ပါတယ်ခမရဘာမှလုပ်ဖို့မစင်းစားနဲ့သူ့ကိုမတိုက်ခိုက်ခင်ကျွန်တော်အရင်တိုက်ခိုက်အားလုံးရက်လိုက်ကြကျမအခုဒီရွှေရောင်စပင်းတွေအကုန်လုံးလဲညက်ပစ်မယ်နေဘာလို့အဲ့လိုလောက်တာလဲအခုချက်ချင်းပြန်လိုက်စမ်းအခုချက်ချင်းမလောက်နဲ့ဒါပေမဲ့လေရပန်ဆာဟာရွှေရောင်စပင်းတွေအကုန်လုံးညက်ပလိုက်ပါတော့တယ်ကျမရဲ့ဒီရွှေရောင်စပင်ကြောင့်ပဲခမရကျမကိုဒီလိုမျိုးအနိုင်ကျင့်ရတာပဲမလားအခုကျမလွတ်လပ်ပြီဒီလိုနဲ့စုံမကြီးဟာတော့အာပြဲမတက်အော်ပါတော့တယ်ပြီးတော့သူလည်းတခါတည်းလဲကျသွားပါတော့တယ်ပြီးတော့သူ့ရဲ့
ပုံမှန်ရုပ်ကိုပြန်ပြီးပြောင်းလဲသွားပါတယ်သပင်တွေလည်းဖြူပြီးအဲ့မှာရင်တူဟာပျောက်ကွယ်သွားပါတော့တဲ့ကွယ်သူတို့လည်းကြည့်နေကြပါတယ်သူတို့လည်းဖက်လိုက်ကြပြီးငိုကြွေးနေကြပါတယ် နေအခုနေအိမ်ကိုပြန်လိုက်ပါတော့နေအိမ်ကိုငါလိုက်ဖို့ပေးပါမယ် ဒီလိုနဲ့ပဲ Rapunzel နဲ့ Minna James ဟာ Sakura နန်းတော်ကြီးရှိကိုတက်တက်မက်မက်သွားလိုက်ကြပါတော့တယ်ဒီလိုနဲ့ပဲနန်းတော်ရောက်ရှိတဲ့အချိန်မှာတော့ဘယင်ကြီးနဲ့ဘယင်မကြီးကလည်းသူတို့တမီကိုရသွားပြီဖို့အရန်ကိုပျော်သွားကြပါတော့တယ်ပြီးတော့သူတို့လည်းအကုန်လုံးဖက်လိုက်ကြပြီးမင်းသမီးလေးလည်းပျော်လုံးလုံးငိုကြွေးနေပါတော့တယ်ရဲတိုက်ကြီးမှလည်းလေကားတွေတကားတွေတက်လိုက်ပြီးမင်းသမီးလေးနဲ့မင်းသားလေးဟာအဲ့ဒီရဲတိုက်ကြီးထဲမှာပဲပျော်ပျော်ရွှင်ရွှင်နဲ့နေသွားကြပါတော့တဲ့ကွယ်အဲ့ဒီမှာတင်ပဲဇလန်းလေးဟာပြီးဆုံးသွားပါတော့တဲ့ကွယ်ဒီလိုမျိုးဇလန်းကောင်းလေးတွေထပ်လာအောင်မှာမို့လို့ channel လေးကို like and subscribe ပြုလုပ်ပေးဖို့မမေ့ကြပါနဲ့เนาะပြီးတော့ comment မှာလည်းတခုခုရေးခဲ့ကြအောင်เนาะ